အမျိုးသမီးတွေအတွင်းခံမဝတ်တဲ့နိုင်ငံခုနှစ်ခုကမ္ဘာပေါ်မှာအတွင်းခံဝတ်ခြင်းကိုမဖြစ်မနေလိုအပ်ချက်တစ်ခုလို့မယူဆဘဲရိုးရာဓလေ့ကျန်းမာရေးနဲ့ဖက်ရှင်လွတ်လပ်ခွင့်တွေအရမဝတ်ဘဲနေထိုင်တတ်ကြတဲ့နိုင်ငံတွေရှိပါတယ်။ဒီနိုင်ငံတွေကတော့နံပါတ်1ဂျပန်နိုင်ငံရိုးရာနဲ့တဘာဝအလားဂျပန်ရိုးရာဝတ်စုံခမိုနိုတွေဟာအဝတ်လွှာပေါင်းများစွာနဲ့ခန္ဓာကိုယ်ကိုထောက်ပံ့ပေးထားတာကြောင့်ဘရာစီယာဝတ်ဖို့မလိုအပ်ပါဘူး။ဂျပန်မှာရင်သားသိငယ်တာကိုအလှအပစံနှုန်းတစ်ခုအဖြစ်ဂုဏ်ယူကြသလိုအနောက်နိုင်ငံတွေလိုဖိအားပေးတဲ့စံနှုန်းမျိုးလည်းမရှိကြပါဘူး။နံပါတ်2အိန္ဒိယနိုင်ငံကိုလုံးကိုပေါက်ဤဂုဏ်ယူမှုအိန္ဒိယရဲ့စာရီဝတ်စုံတွေဟာခန္ဓာကိုယ်ရဲ့တဘာဝအလှကိုပေါ်လွင်စေအောင်ဒီဇိုင်းထုတ်ထားတာပါ။အိန္ဒိယယဉ်ကျေးမှုမှာကိုလုံးကိုပေါက်ထွားကြိုင်းတာကိုသားသမီးရတနာထွန်းကားခြင်းနဲ့ဆွဲဆောင်မှုရှိခြင်းရဲ့သင်္ကေတဖြစ်ယူဆကြတဲ့အတွက်အမျိုးသမီးတွေဟာရိုးရာဝတ်စုံတွေနဲ့အတူဂုဏ်ယူစွာဖော်ပြလေ့ရှိကြပါတယ်။နံပါတ်3PUနိုင်ငံယဉ်ကျေးမှုကိုရှေ့တန်းတင်ခြင်းPUနိုင်ငံမှာတော့ပုံချိုလို့ခေါ်တဲ့ရိုးရာဝတ်စုံပို့ပို့တွေကိုဝတ်ဆင်ကြပါတယ်။သူတို့ရဲ့အလှပစံနှုန်းဟာခန္ဓာကိုယ်ပုံစံထက်ယဉ်ကျေးမှုနဲ့ရိုးရာအစဉ်အလာကိုပိုပြီးအလေးထားတာကြောင့်အတွင်းခံဝတ်ခြင်းကိုအရေးကြီးတဲ့ကိစ္စလို့မယူဆကြပါဘူး။နံပါတ်4ကာဇက်စတန်နိုင်ငံကျန်းမာရေးအရကန့်သက်ချက်ဒီနိုင်ငံမှာတော့2014ခုနှစ်ကစပြီးစာအတွင်းခံတွေကိုဥပဒေနဲ့ပိတ်ပင်ထားပါတယ်။အကြောင်းရင်းကတော့ဓာတုကြည်မြင်တွေဟာချွေးမဆုပ်ပဲအရေပြားကိုရရန်စေနိုင်လို့ပါအတွင်းခံမှာခြိသားကော်ရွန်အနည်းဆုံး600%ပါဝင်ရမယ်ဆိုတဲ့ကျန်းမာရေးစည်းကမ်းကြောင့်အမျိုးသမီးတော်များများဟာအစင်မပြေတဲ့အတွင်းခံတွေဝတ်မဲ့အစားမဝတ်ပဲနေဖို့ရွေးချယ်လာကြပါတယ်။နံပါတ်5ဘရာဇီးနိုင်ငံကိုယုံကြည်မှုဘရာဇီးမျိုးသမီးတွေဟာသူတို့ရဲ့ခန္ဓာကိုယ်လှပပေါ်အလွန်ယုံကြည်မှုရှိကြပါတယ်။ပူပြင်းတဲ့ရာသီဥတုနဲ့ကမ်းခြေယဉ်ကျေးမှုအရာအဝတ်အစားတွေအပြည့်စုံဝတ်ဖို့ဘသူကမှမျှော်လင့်မထားကြသလိုခန္ဓာကိုယ်ပုံစံအမျိုးမျိုးကိုလည်းလွတ်လပ်စွာလက်ခံကြိုဆိုကြပါတယ်။နံပါတ်6ပြင်သစ်နိုင်ငံလွတ်လပ်မှုကိုဖော်ကျူးသည့်ဖက်ရှင်ပြင်သစ်နိုင်ငံမှာတော့ဘရာစီယာမဝတ်တာဟာလွတ်လပ်မှုကိုဖော်ပြခြင်းလို့အဓိပ္ပာယ်ရပါတယ်။ပြင်သစ်ဖက်ရှင်ရဲ့အခြေခံဖြစ်တဲ့မပြုပြင်ပဲလှပနေခြင်းကိုပေါ်လွင်စေဖို့အတွက်အမျိုးသမီးတွေဟာဘရာစီယာမပါတဲ့ပုံစံကိုဖက်ရှင်တစ်ခုအဖြစ်ရဲရဲဝံ့ဝံ့ဝတ်ဆင်ကြပါတယ်။နံပါတ်9အီတလီနိုင်ငံဆွဲဆောင်မှု၏အနုပညာအီတလီယဉ်ကျေးမှုမှာခန္ဓာကိုယ်ရဲ့တဘာဝပုံစံအတိုင်းရှိနေတာကိုပေါ်ဆတယ်လို့မယူဆဘဲဆွဲဆောင်မှုရှိတဲ့ဖက်ရှင်တစ်ခုအဖြစ်တန်ဖိုးထားပါတယ်အမျိုးသမီးတွေအတွက်ဒါဟာကိုယ့်ရဲ့ဆွဲဆောင်မှုကိုကိုယ်တိုင်ပိုင်ဆိုးခြင်းတစ်မျိုးလို့ခံယူကြပါတယ်အခုဖော်ပြပါချက်တွေဟာနိုင်ငံအသီးသီးရဲ့မတူကွဲပြားတဲ့ယဉ်ကျေးမှုနဲ့အလှပဆိုင်ရာခံယူချက်တွေကိုဖော်ပြနေတာပဲဖြစ်ပါတယ်